တန်ဖိုးနဲ့ဈေးနှုန်းကပ်ပြားတစ်ခုကိုပါဆက်ထဲကနေထွေးထုတ်လိုက်ပြီးတန်ဖိုးကြီးလက်အိတ်ပေါ်မှာသွားချိတ်လိုက်ပါတယ်မူလဈေးနှုန်းကိုတော့ဘသူမှမမြင်အောင်သူမရဲ့ခြေထောက်နဲ့ဖုံးကွယ်ထားလိုက်တာပေါ့ငွေရှင်းကောင်တာရောက်တဲ့အခါသူမကဒေါ်လာ300ပဲထုတ်ပေးပါတယ်အယောင်းဝန်ထမ်းကဒေါ်လာ3000တန်တာပါလို့တတိပေးလိုက်တဲ့အခါအမျိုးသမီးကဒေါသတက်ကြီးနဲ့ဈေးနှုန်းကပ်ပြားမှာရေးထားတဲ့အတိုင်းပဲငါပေးမှာပေါ့လို့အော်ဟစ်ပါတော့တယ်ဆိုင်ရှင်ရောက်လာတဲ့အခါအမျိုးသမီးကအယောင်းဝန်ထမ်းဟာဝယ်သူကိုလိမ်ညာနေပါတယ်ဆိုပြီးပြောင်းပြန်ဆွဆွဲလိုက်ပါသေးတယ်ဆိုင်ရှင်ကဈေးနှုန်းကပ်ပြားကိုကြည့်ပြီးဒေါ်လာ300နဲ့ရောင်းပေးဖို့သဘောတူလိုက်ပါတယ်အမျိုးသမီးကတော့အိတ်ကိုဆွဲပြီးဝန်ဆောင်မှုကစိတ်ပြက်စရာပဲလို့ညီတော်ရင်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့သူမထွက်သွားတာနဲ့ဆိုင်ရှင်ကအယောင်းဝန်ထမ်းကိုအဲ့ဒီအရှုံးပေါ်သွားတဲ့ငွေကိုပြန်ဆိုင်ထုတ်ခိုင်းပါတယ်ဒါကိုမြင်တွေ့နေရတဲ့အလုပ်သမားကြီးကတော့မခံမရနိုင်တော့ပါဘူးသူဟာဝတ်စုံအတစ်တစုံကိုလဲဝတ်လိုက်ပြီးပိုက်ဆံတွေပြန်ရအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်အလုပ်သမားကြီးကပိုက်ဆံထုတ်တွေကိုမြေကြီးပေါ်မှာတမင်တကာပြန့်ကျဲအောင်လုပ်လိုက်ပါတယ်အမျိုးသမီးရဲ့မျက်လုံးတွေဟာအယောင်တောက်သွားပြီးကုညီတလိုလိုနဲ့ပိုက်ဆံတွေကိုဝိုင်းကောက်ပေးပါတယ်သူမသိအောင်ပိုက်ဆံထုတ်ချုပ်ကိုလည်းသူမရဲ့အိတ်ထဲကိုခိုးထည့်လိုက်ပါသေးတယ်လမ်းမှာသူတို့နှစ်ယောက်ဟာတောင်းရမ်းစားတောက်သူတယောက်နဲ့တွေ့ပါတယ်အလုပ်သမားကြီးကအိတ်ကက်ထဲကိုစမ်းကြည့်တဲ့အခါတင်ကားပြားတစ်ပြားပဲတွေ့ပါတော့တယ်အမျိုးသမီးကရှင်ကင်ထားတဲ့တစ်တာထဲမှာပိုက်ဆံတွေအများကြီးပဲလေလို့တတိပေးလိုက်ပါတယ်အလုပ်သမားကြီးကဒါဟာဖောက်တီတယောက်ရဲ့ငွေဖြစ်လို့မတုံးကျင်ဘူးလို့ညှင်းဆန်ပြီးတကယ်စိတ်ကောင်းရှိတဲ့သူတွေမှသာကျွန်တော်ရဲ့အပေါင်းအသင်းအတိုင်းဝိုင်းနဲ့ဝင်နိုင်တာပါလို့ပြောလိုက်ပါတယ်စိတ်ကောင်းရှိသူဖြစ်ဟန်ဆောင်ခြင်းတဲ့အမျိုးသမီးဟာသူမစီမရှိသမျှငွေသားအလုံးကိုတောင်းရမ်းသူစီပေးလိုက်ပါတယ်အစီအစဉ်အောင်မြင်သွားတဲ့အခါမှာတော့အလုပ်သမားကြီးကတောင်းရမ်းသူအတွက်အစားအသောက်သွားဝယ်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထွက်သွားပြီးသူမကိုပိုက်ဆံတိတ်တာခဏကင်ထားခိုင်းပါတယ်အမျိုးသမီးဟာလောဘကြီးနဲ့တိတ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာရုပ်ရှင်ရိုက်ရာမှာတုံးတဲ့စက်ကူပိုက်ဆံအတူတွေပြည့်နေတာကိုတွေ့လိုက်ရပါတော့တယ်တကယ်တော့ဒါဟာအလုပ်သမားကြီးနဲ့အယောင်းဝန်ထမ်းလေးတို့ပေါင်းပြီးပညာပေးလိုက်တဲ့အကွက်အစေဆုံးတုံ့ပြန်မှုပဲဖြစ်ပါတယ်